ကဲဒီတစ်ခါမှာတော့ဝက်နံရုပ်အချိုချက်လေးချက်ပြပေးပါဆိုလို့ဝက်နံရုပ်အချိုချက်လေးချက်ပြပေးလိုက်ပါပြီခင်ဗျာချူမွေးလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ချက်ပုံချက်နည်းအရှင်းရှင်းကိုဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်အဆုံးထိလဲပါကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ကဲဆက်လိုက်ကြရအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဝက်သားကိုဂျင်းကြက်သွန်ဖြူဂျပန်လင်တို့နဲ့အနမ်းပြအောင်ပြုတ်ပါမယ်ပြီးရင်တော့ကြက်သွန်နီလေးတွေကိုပပလီးထားပါမယ်ကျက်သွန်ဖြူလေးတွေကိုလည်းနှုတ်လေးတွေဆင်းထားပေးပါမယ်။င်းချက်ဖို့အတွက်စပြင်ပါမယ်။အိုးပူလိုင်းစီထည့်မယ်။စီပူလာလို့ရှိရင်တော့ကြားလေးနှဲငယ်ထည့်ပြီးညိုသွားအောင်အရင်ကြော်ပါရခင်ဗျာ။ကိုလိုချင်တဲ့ကြားအနေထားရောက်ရင်တော့ကျက်သွန်ဖြူတို့ကိုထည့်ပြီးတော့စီတတ်ပါမယ်ခင်ဗျာ။ဒီလိုကြားကိုအရင်ကြော်ပေးခြင်းကအရသာကိုလည်းတိုးလေးပြီးတော့အယောင်ကိုလည်းလှပစေပါတယ်။ကျက်သွန်လေးနွမ်းလာတဲ့အခါမှာတော့ပြုတ်ထားတဲ့ဝက်နံရိုးလေးတွေကိုထည့်ပြီးတော့ချက်ပါမယ်။ပြီးရင်တော့ဝက်သားကိုနူးသွားအောင်ရေနှဲငယ်ထည့်ချက်ပါမယ်။အရသာအတွက်ကြက်သားမုံနှဲငယ်ထည့်မယ်။အယောင်လှပစေဖို့နဲ့အရသာကောင်းစေဖို့အတွက်ပဲငန့်ပြိုင်အနောက်နှဲငယ်ထည့်မယ်။ခရုစီလေးနှဲငယ်ထည့်ပြီးသွားတဲ့အခါမှာတော့ဝက်နံရိုးလေးနူးဤသွားတဲ့အထိနိုင်ဝက်လောက်ချက်ပေးရပါမယ်။နိုင်ဝက်လောက်ချက်ပြီးသွားတဲ့အခါမှာတော့အရန်ကိုမှလွယ်ကူရိုးရှင်းပြီးစားလို့ကောင်းတဲ့ဝက်နံရိုးအချူချက်လေးရပါပြီခင်ဗျာ။လူကြီးမင်းတို့ကိုလည်းအိမ်မှာလိုက်ချက်စားဖို့အကြံပေးလိုက်ရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ထားပါခင်ဗျာကြည့်ရှုပေးတဲ့ပရိသတ်တွေတောက်ချင်းတန်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအခုလိုဘုဒ္ဓရရပွဲဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာလူကြီးမင်းတို့ဘယ်ဟင်းလေးချက်ပြအောင်လဲဆိုတာကိုလည်း comment မှာရေးသွားပေးဖို့တောင်းဆိုချင်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ